ရှင်းမယ်လေဒီတိုင်းဆောက်သွားမယ်ဒီတိုင်းရပြီးတော့နှုတ်ဆက်အောင်โอเคနဲ့ချောက်နည်းโอเคရတယ်ဒါဒီဘက်ပွင့်မယ်ဒါဒီဘက်ကြောက်ရုပ်ရှင်ကမကြည့်ရသေးတဲ့အတွက်အခုမှကြည့်ရမှာပါဒီတော့ဒီကားကိုအခုကြည့်ပြီးတော့မှပဲနောက်ထပ်ပြီးတော့မှတ်ချက်ပေးပါမယ်လိုင်းတော်ဘိသိကြီးတဲ့အခုလိုမျိုးဒါအနည်းငယ်ပြေးကြရတဲ့ကျွန်တော်အများကြီးဝမ်းသာပါတယ်အခုလိုမျိုးအများကြီးလာရောက်အားပေးတဲ့အတွက်ကျွန်တော်ဘိသိများအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါတရားလက်ကုတ်တဲ့ကျင်းနဲ့ဂုဏ်ပြုရင်းနဲ့ဒီကနေ့ first look show စတင်ပြီးဖြစ်ပါရဲ့ရှင်မှတ်ပြီးတော့အောက်သက်တာဝင်ပြီးတော့ခုံကြီးကယူလို့ရအောင်စီစဉ်ပေးထားပါတယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့ဒီဘက်ကကို